တိုက special grade ဂျူဂျဲစုပညာရှင်တယောက်ဖြစ်ပြီး ability အနေနဲ့ကတော့တဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကျင်းစာကောင်တွေနဲ့ချုံတော့မခံထားရတဲ့ကျင်းစာကောင်တွေကိုတူတဘောရှိတယ်လို့ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။အကြံပြင်းအနေနဲ့ဆိုရင်တော့ကျင်းစာကောင်အရေအတွက်2000ကျော်လောက်ရှိမှဖြစ်ကြောင်းအစည်းအဝေးလုပ်ပြီးတိုင်ပင်နေကြပါတယ်။ဂဲတိုရှော့တော်မိနေတဲ့အကြောင်းအုပ်ကိုရှော့မတွက်ဖို့နဲ့နိုင်ကြီးရှိလို့ဂဲတိုဘက်ကလည်းတိုက်ခိုက်တာဖြစ်ကြောင်းကိုဂျိုကပြောပါတယ်။ဒီတော့အကြောင်းအုပ်ကအကူအညီရမယ့်နေရာတွေစီကပါပညာရှင်တွေစုဆောင်မှုနဲ့ဒီတကားတေချာပေါက်ဂဲတိုရဲ့နှိကုံဆိုပြီးကြုံသွားလိုက်ပါတယ်။ဒီလိုနဲ့တိုက်ပွဲစားမယ့်နေ့ဖြစ်တဲ့ဒီဇင်ဘာ24ရက်နေ့ကိုရောက်ရှိလာပါတယ်။ကိုဂျိုတို့ဘက်ကလည်းပလန်ချနေကြသလိုဂဲတိုတို့ဘက်ကလည်းအစီအစဉ်ဆွဲနေကြပါတယ်။အကယ်၍အတီတိုက်ကြမယ်ဆိုရင်တော့မှဂဲတိုတို့အနေနဲ့နိုင်ကြီး30%သာရှိပါတယ်။ကျောင်းသားဟောင်းတွေပါပါလာမယ်ဆိုရင်တော့20%သာရှိမှဖြစ်ပြီး99%ထိမြင့်တက်သွားစေမယ့်ပလန်တစ်ခုလည်းရှိပါတယ်။ယူတာကိုတက်ပြီး special grade cast ဖြစ်တဲ့ Orimotorica ကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်။ကျောင်းတော်ဘက်ကလည်းဒီတိုက်ပွဲမှာယူတာကိုထုတ်မတုံးလောက်ဘူးဆိုတာဂဲတိုကအတိအကျကိုခံမှန်းထားပါတယ်။အကုန်လုံးကတိုက်ပွဲဝင်နေကြမှာဆိုတော့ကျောင်းတော်မှာခြံခဲ့တဲ့ယူတာအကာအကွယ်မဲ့နေမှာဖြစ်ပါတယ်။အဲ့အတွက်စစ်ပွဲဆိုတာဟန်ပြသဘောထားဖြစ်ပြီးယူတာကိုတက်ဖို့အတွက်အစောကတည်းကပလန်ချတာပြီးဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ဂဲတိုကလည်းကျောင်းဝင်းထဲကိုတယောက်တည်းဝင်လာပါတယ်။ကျောင်းတော်မှာတော့မာကီနဲ့ယူတာ2ယောက်တည်းသာခြံနေခဲ့ပြီးတခြားလူတွေအကုန်လုံးကတော့စစ်ပွဲထဲကိုရောက်နေကြတာဖြစ်ပါတယ်။2ယောက်သားစကားစမိပြောနေကြရင်မာကီကသူ့ရဲ့အကြောင်းပြောပြပါတယ်။ဂျူဂျဲဆုနယ်ပယ်ထဲမှာအချမ်းဆုံးလို့ပြောလို့ရတဲ့ကလန်3ခုရှိပါတယ်။မာကီရဲ့မျိုးရိုးကလည်းအဲ့ဒီဟာတစ်ခုဖြစ်ပြီးဆန်နင်ကလန်ဆိုပြီးလူသိများပါတယ်။ဂျူဂျဲဆုပညာရှင်တယောက်ဖြစ်ဖို့ဆိုရင်အခြေခံကြတဲ့အရေးချင်းတစ်ခုရှိဖို့လိုပါတယ်။အဲ့ဒါဘာလဲဆိုတော့ကျိန်စာကောင်းတွေကိုမြင်နိုင်မှုပဲဖြစ်ပါတယ်။ကျိန်စာကောင်းတွေကိုမြင်နိုင်မှုဆိုရင်တော့ကိုယ့်စီမှာကျိန်စာစွမ်းရင်ရှိရမှာဖြစ်ပါတယ်။မာကီကတော့မွေးရပါကျိန်စာစွမ်းရင်မပါလာတာကြောင့်ကျိန်စာကောင်းတွေကိုတာမန်ဆိုရင်မမြင်နိုင်ပဲကျိန်စာစွမ်းရင်ထည့်ထားတဲ့မျက်မှန်ကိုတတ်မှတာကျိန်စာကောင်းတွေကိုမြင်နိုင်မှာဖြစ်ပါတယ်။ဒီအချက်ကပဲမျိုးမြင့်မှာမွေးလာတဲ့မာကီအတွက်အဆက်ရစရာဖြစ်ခဲ့ပြီးမိသားစုကနေထွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအစင်မြင့်တဲ့ဂျူဂျဲစုပညာရှင်တယောက်ဖြစ်အောင်ကြိုးစားပြီးသူလုံးနိုင်တယ်ဆိုတာမိသားစုကိုပြချင်လို့ပဲဖြစ်ပါတယ်။ယူသားကလည်းမာကီကိုအားပေးပြီးသူလည်းပဲမာကီလိုမျိုးတတ်မာတဲ့လူတယောက်ဖြစ်ချင်မိတယ်ဆိုပြီးပြောလိုက်ပါတယ်။ချီချူးတို့လိုစကားမျိုးဖြစ်နေတာကြောင့်မာကီကလည်းရှက်သွေးပြပြီးအခန်းထဲထွက်သွားပါတယ်။ဂဲတိုကလည်းကျောင်းတော်ဝင်စီးတာအောင်မြင်သွားပြီးကျောင်းဝင်းတစ်ခုလုံးအကာရန်တစ်ခုဖန်တီးလိုက်ပါတယ်။တတိထားမိတဲ့မာကီကလည်းဂဲတိုကိုတားဖို့အတွက်ရင်ဆိုင်มาတော့တယ်။တစ်ဖက်မှာလည်းစစ်ကြင်ညာထားတဲ့ဂဲတိုကပြောင်းနေတာကြောင့်ဂိုဂျိုတယောက်အကျင့်အိုင်နေပါတယ်။အီချီဂျီကလည်းဂိုဂျိုစုံစမ်းထားခိုင်းတဲ့ယူတာရဲ့အကြောင်းကိုလည်းရှင်းပြပါတယ်။ဂိုဂျိုကတော့တခုခုနားလေသွားပြီးပန်နာနဲ့တိုကဲကိုအရေးကြီးခေါ်လိုက်ပါတယ်။စီဝိုင်းတစ်ခုချလိုက်ပြီးတိုကဲနဲ့ပန်နာကိုကျောင်းတော်စီတဲလီပို့ဖို့လုပ်ပါတယ်။ဂိုဂျိုရဲ့ခက်မှန်ချက်အရဂဲတိုကကျောင်းတော်ကိုရောက်နေမှာဖြစ်ကြောင်းနဲ့အဆိုးဆုံးအခြေအနေရဆိုရင်ယူတာနဲ့မာကီ2ယောက်လုံးကတည်နေလောက်ပြီဆိုပြီးပြောပါတယ်။အဲ့အတွက်အမြင့်ဆုံးသွားဖို့နဲ့အတတ်နိုင်ဆုံးကာကွယ်ပေးဖို့ပြောပါတယ်။သူကတော့ဒီအားတိုက်ပွဲပြီးရတဲ့ချက်ချင်းလိုက်လာမှာဖြစ်ကြောင်းပြောပြီးတယ်လီပို့ပေးလိုက်ပါတယ်။အလင်လိုနေတဲ့ဂိုဂျိုကတော့6 iron သုံးပြီးအပီပြင်တိတ်တော့မှာဖြစ်ပါတယ်။တိုခဲနဲ့ပန်နာကတော့အကာရုံဖောက်ပြီးအမြင့်ဆုံးလာနေပေမဲ့မာကီကတော့တွေးရိုက်နေမှာမျောနေပြီဖြစ်ပါတယ်။ယူတာစီကိုဆက်သွားနေတော့မှပဲပန်နာရောက်လာပြီးဂဲတိုနဲ့တိုက်ခိုက်ပါတယ်။ဂဲတိုကစင်ခေါ်တဲ့ချိန်စာစွမ်းရည်ကိုတောင်းနိုင်တယ်လို့ကိုကံပညာမှာလည်းထူးချွန်နေပါသေးတယ်။ဒီတော့ပန်နာကလည်းဖောင်ပြောင်းပြီးအသေးတန်လိုက်ချပါတယ်။ drumming ပြီးလို့ခေါ်တဲ့တိုက်ကွက်နဲ့အတူဂဲတိုကလည်းလွန့်ထွက်သွားပါတယ်။ဒါပေမဲ့လည်းမာကီအသုံးပြုတဲ့လက်နဲ့ပဲပန်နာရဲ့ရင်ဝါကိုပစ်ထိုးလိုက်ပါတယ်။ရုတ်တရက်ပန်နာကွယ်ကနေတိုခဲကပေါ်လာပြီးဖောက်ကွဲစမ်းဆိုတဲ့စကလုံးချိန်စာနဲ့အတူဂဲတိုတိုက်ခိုက်ပါတယ်။လက်စားတက်နိုင်ပြီလို့ထင်သွားကြပြီးတွေးရိုက်နေလဲနေတဲ့မာကီကိုတွက်ကြည့်ပါတယ်။ဒါပေမဲ့လည်းဂဲတိုကပြန်ထလာပြီး3ယောက်လုံးအမောက်တိတ်လိုက်ပါတယ်။တိုက်ခိုက်မှုတွေကပြင်းလွန်းလာတာကြောင့်ယူတာကလည်းတိုက်ပွဲနေရာကိုရောက်လာပါတယ်။အကုန်လုံးတေလူမျောပါဖြစ်နေကြတဲ့မြင်ကွင်းကိုကြည့်ပြီးယူတာတယောက်တွေးနဲ့တင်တည်သွားပါတယ်။ဘာပဲဖြစ်ဖြစ်အသေးချေတိုက်ရတော့မှာမို့ဒုတိယချိန်မြောက်ရီကာကိုဆင့်ခေါ်လိုက်ပါတယ်။ quality versus quantity လို့ဆိုရလောက်အစွမ်းထက်ဆုံးဆိုတဲ့ချိန်စာကောင်နဲ့အစွမ်းသာသိမ်းမရှိပေမဲ့အရေးအတွက်များတဲ့ချိန်စာကောင်တွေကတိုက်ခိုက်ကြပါတယ်။ယူတာကလည်းကာတနာတွေကိုစွန့်ရင်ထည့်ပြီးချိန်စာကောင်တွေကိုနှိမ်နေရင်မာကီတို့3ယောက်ကိုလည်းကယ်ထုတ်လာပါတယ်။တေလူမျောပါဖြစ်နေတဲ့3ယောက်လုံးကို reverse technique ကိုသုံးပြီးဟီးပေးပါတယ်။မာကီပေါ်ဂီယူဆိုင်လုံးနဲ့လို့ထင်နေတဲ့ရီကာကလည်းမာကီကိုတဝန်တူပြီးဒေါ်လာထွက်နေပါတယ်။ယူတာကတော့မာကီကိုထိခိုက်အောင်မလုပ်ဘူးနဲ့ပန်းပွင့်လေးတပွင့်လို့ညင်ညင်တသာဆက်ဆံဖို့ပြောပါတယ်။ရီကာကလည်းသူ့ကိုမမုန်းမှုအတွက်တောင်းပန်ပြီးယူတာမုန်းတဲ့တယောက်တည်းတော်သူဖြစ်တဲ့ဂဲတိုအတူတိုက်ခိုက်ဖို့အတွက်အသင့်ပြင်လိုက်ပါတယ်။ဂဲတိုကချိန်စာကောင်တွေကိုအုပ်လိုက်လွတ်လိုက်ပေမဲ့ copycat လေးယူတာကတော့အင်နိုမာကီကလန်ရဲ့အစွမ်းထက်ဆုံးစကလုံးချိန်စာကိုချိန်စာလက်နက်ကြားခဲ့ပြီးသုံးလိုက်ပါတယ်။တီစန်းဆိုတဲ့စကလုံးအောက်မှာချိန်စာကောင်တွေကိုအမှုတ်ဖြစ်သွားပါတယ်။ကျောင်းတော်ကိုရောက်တာတနေ့တောင်မပြည့်နေတဲ့ကောင်လေးကအစွမ်းထက်ပါတယ်ဆိုတဲ့ချိန်စာကိုသုံးပြသွားတာမလို့ပြောင်ပြောင်းလာပါလားဆိုပြီးဂဲတိုတယောက်ရေရွနေပါတယ်။ဂဲတိုကလည်းချိန်စာလက်နက်ကိုထုတ်လိုက်ပြီး2ယောက်သာအကျိတ်နဲ့တိုက်ခိုက်ကြပါတယ်။ဒီလိုနဲ့ယူတာနဲ့ရီကာကလည်းအတွဲညီရင်ဆိုင်ပေမဲ့လည်းအသွေးကြုံပုံများတဲ့ဂဲတိုကပဲအသာစီးရနေပါတယ်။တိုက်ပွဲချိန်အတွင်းမှာတင်တိုက်ပွဲရေးတက်လာတဲ့ယူတာကလည်း speed တွေပို့ပြီးမြန်လာပါတယ်။ပြင်းပြနေတဲ့စိတ်ကြောင့်ပဲကာတနာနဲ့ထည့်လိုက်တဲ့ချိန်စာစွမ်းရင်တိတ်တဲ့စားများလွန်းသွားတာကြောင့်ဒါလည်းအစိတ်အမွှာမှာကျိုးသွားပါတယ်။ဒါပေမဲ့လည်းချက်ချင်းဆိုသလို blood flash နဲ့ထိုးချလိုက်တော့ဂဲတိုတယောက်အတော်လေးအထိနာသွားပါတယ်။သူတငယ်ချင်းတွေကြောင့်အသက်ဆက်ရှင်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်တွေအတွက်ပဲဂဲတိုတမဖြစ်မယ်
ဆိုပြီးကြုံသွားလိုက်ပါတယ်ဒီလိုနဲ့ဂဲတိုကလည်းအတီတိုက်တော့မှဆိုပြီး special grade ကျင်းစာတကောင်ဖြစ်တဲ့တမမုံနုမဲကိုဆင့်ခေါ်လိုက်ပါတယ်အဲ့ဒါအပြင်မှာကျင်းစာဝင်းကြီး4460ကောင်ပေါင်းလာတဲ့ဥဇူမာကီကိုလည်းထုတ်တုံမှုအတင်ပြင်လိုက်ပါတယ်ရီကာရဲ့ဖောင်ကိုလည်းအပြေအဝမသုံးနိုင်နေတာမို့ဒီအချိန်မှာတက်ရတာနှမျောစရာပဲဆိုပြီးဂဲတိုကပြောပါတယ်ဒါပေမဲ့ယူသားကတော့နောက်ဆုံးအနေနဲ့ရီကာစီကနေစွမ်းအားကိုငှားပါတယ်အဲ့ဒီအတွက်အဖိုးကားကိုလည်းသူ့ရဲ့အနာဂတ်နှလုံးသားခန္ဓာကိုယ်နဲ့အရာအားလုံးကိုပေးမဲ့ဆိုပြီးလည်းဂရီကဘိုပြုလိုက်ပါတယ်ဂဲတိုတားပြီးသွားရင်တော့သူတို့နှစ်ယောက်ကအတူရှိနေနိုင်ပြီလို့ပြောရင်ချစ်တဲ့ရီကာလို့ပြောကနမ်းလိုက်ပါတယ်အဲ့ဒီအချစ်ကြောင့်ပဲရီကာလည်း true form ကိုစင့်ငယ်ပြောင်းလဲသွားပါတော့တယ်ဒီလိုနဲ့ဂဲတိုကလည်းဥဇူမာကီကိုတုံးပြီးတိုက်ပါတယ်ဒါကိုတံပြန်တိုက်ဖို့အတွက်ယူသားကလည်းရီကာရဲ့ full potential အနေနဲ့ကျင်းစာစွမ်းရဲ့အမြောက်အများကိုဖြစ်လွတ်လိုက်ပါတယ်ပောက်ကွယ်မှုကြီးဖြစ်ပြီးနောက်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းဂျိုက်ခွက်တွေပါဖြစ်ကုန်ပါတယ်ဂဲတိုကညာဘက်လုံးကိုဆုံးရှုံးပြီးနောက်တစ်ခါကျတေချာပေါအောင်မြင်စေရမယ်လို့ပြောနေတော့မှပဲဂိုဂျိုကရောက်ချလာပါတယ်ရှေ့အောင်နှောင်းပြည့်တွေကိုပြောနေကြရင်ပညာရှင်မဟုတ်တဲ့တာမန်လူတွေကိုတော့အခုထိမုန်းနေတဲ့ကြောင်းဂဲတိုကပြောပါတယ်ဒါပေမဲ့လည်းအခြေအဆုံးတော့တငယ်ချင်းကြီးကိုနောက်ဆုံးအနေနဲ့စကားတကုံပြောပြီးတာဇီဝင်ချုပ်ပေးလိုက်ပါတယ်မေးလေနေတဲ့ယူတာကိုမာကီတို့၃ယောက်လက်နှိုးလို့နိုးလာပေမဲ့သူကိုယ်သူတောင်စိတ်မပူပဲမာကီတို့ကိုပဲစိတ်ပူပေးနေပါတယ်ဒါပေမဲ့လည်းဂရီကိုအတိုင်းစောအားတွေငှားသုံးခဲ့တဲ့အတွက်ရီကာနာကိုလိုက်သွားတော့မှဖြစ်ကြောင်းပြောပါတယ်အကောင်လုံးအံ့ဩနေတော့မှပဲရီကာကချိန်စာပြေးပြီးခလေးမလေးအတွင်ပြန်ပြောင်းသွားပါတယ်အဲချိန်ဂိုဂျိုကလည်းရောက်လာပေမဲ့မျက်လုံးစည်းချွတ်ထားတဲ့ဂိုဂျိုဘယ်သူကမှမမှတ်မိကြဘူးဖြစ်နေပါတယ်ယူတာရဲ့အကြောင်းကိုစုံစမ်းသားချက်အရယူတာကဆူကာဝါရာမျိုးဆက်တွေထဲကတယောက်ဖြစ်ပြီးဂိုဂျိုနဲ့လည်းအမျိုးတော်ပါတယ်တကယ်တမ်းကလည်းယူတာတင်ထားတဲ့အတိုင်းရီကာကယူတာကိုချိန်စာတိုက်ခဲ့တာမျိုးမဟုတ်ပဲယူတာကချစ်တဲ့စိတ်ကြောင့်မတော်တဆချိန်စာတိုက်ခဲ့မိတာမျိုးဖြစ်ပါတယ်ရီကာရဲ့တည်ဆုံခြင်းကိုလက်မခံနိုင်တဲ့အတွက်မတော်တဆချိန်စာတိုက်ခဲ့ပေမဲ့လည်းအတိုက်ခံရတဲ့ရီကာကလည်းခွင့်လို့ပြီးတိုက်ခဲ့တဲ့ယူတာကလည်းချိန်စာပြေစီခြင်းတဲ့အတွက်ချိန်စာနောက်ဆုံးမှာတော့ပြေသွားခဲ့တာဖြစ်ပါတယ်ရီကာကိုချိန်စာတိုက်ခဲ့မိလို့ယူကျုံမရဖြစ်ပြီးအားလုံးကသူ့ပြည့်တွေဖြစ်တာလို့ဆိုကငိုနေတော့မှပဲရီကာကလက်ဖက်ပါတယ်အနားမှာအချိန်ကြာကြီးနေခွင့်ပေးတဲ့အတွက်ရောချစ်ပေးတဲ့အတွက်ရောအရာအားလုံးအတွက်ရောကျေးဇူးတင်ကြောင်းပြောပြီးအခုကစပြီးကိုကိုဂီယူဆိုင်ဖို့မှာပါတယ်အခုတော့သူ့နောက်ကိုလိုက်မလာသေးဖို့နဲ့နောက်မှတွေ့ကြမယ်ဆိုပြီးနှုတ်ဆက်ကလိုက်ပါတီကလေးတွေအဖြစ်ပြောင်းလဲသွားပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့အားလုံးပဲဘိုင်